ဓမ္မတွေတရားမင်းကြောင့်မဟုတ်ခင်ဝိပဿနာရှင်ကြီးကိုကျေးဇူးတော်ပြောမယ်ဝိပဿနာရှင်ကြီးကရှင်သာရိပုတ္တရာကဟောထားတယ်ကာယမိမံသမတထပရိဇာနာထပုဏ္ဏပုံနာကာယေတဘာဝံဝိရိတဝါနဒုက္ခသန္တံကရိတတိဒီကဲတော့ဟောထားတော့ဓမ္မတွေဘုရားရှိခိုးဖြစ်စေကိုယ်အေးရတဲ့မှာဖြစ်စေထိုင်ပြီးတခါလားမိမပြန်လူလို့ယောက်ျားပြန်တမန်ခွဲပြီးတခါလားထိုင်နေလို့ထိုင်အိတ်ခြင်းနဲ့အိတ်အိတ်ကမရှိပါဘူးတဲ့တို့တော့အသက်မှန်မှန်ရှူပြီးတခါလားလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုသိပြီးတခါလားနေရာမှာပရမကျေးဇူးတော်ဖြင့်ထွက်တာသိဝင်တာသိပဲလုပ်နေပါဒီတဲကမှဘုရားကအောက်လိုလာလို့ရှိရင်ထွက်တာသိဝင်တာသိဖြုတ်လိုက်ပါထွက်တာသိဝင်တာသိဖြုတ်ပြပါတော့သတိပေးလိုက်နော်ထွက်တာသိဝင်တာသိဖြုတ်ပြီးအောက်တဲ့နေရာလေးကိုညာခဲ့လိုက်ဩဒါဖောက်ပြန်လာတာပါလားဖောက်ပြန်လာတာငါကမအောင်ဘူးမှဒီနေရာလေးကအောက်လာတယ်အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြည့်လိုက်ပြီကျွန်မပြန်ဖောက်ပြန်လာလေးကပြည့်စည်သွားထွက်တာသိဝင်တာသိလုံးနေတော့တဏှာကဘာဖြစ်လာတော့အောက်တဲ့အခါကျထွက်တာသိဝင်တာသိဖြုတ်လိုက်ပါအောက်တဲ့နေရာလေးညံထည့်လိုက်ပါခြေလုံးကအောက်ရင်ခြေလုံးပေါင်းကအောက်ရင်ပေါင်းခါကအောက်ရင်အောက်နောက်ကြောကအောက်လို့ရှိရင်လည်းအောက်တဲ့နေရာလေးညံထည့်လိုက်ပါအဲ့ဒါလေးကဘာပါလိမ့်မလဲဆိုတော့သင်္ကိုယ်သဘောမှဖောက်ပြန်လာတာအဲ့ဒီဖောက်ပြန်တဲ့နေရာလေးကိုဒါတဲ့ကကြောဥဒ္ဒဘုရားညံတဲ့လိုက်ပြီကျွန်မဖြင့်ညံပေါ်နေတဲ့အတွက်သတ္တဝါသဏ္ဍာန်မှာအောက်တဲ့စိတ်ကလေးကချုပ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေတော့အောက်နာလေးဟာဖောက်ပြန်ပြီးဒီကလာပြည့်စည်သွားတာတွေ့ပါလိမ့်မယ်ဖောက်ပြန်ပြည့်စည်သွားတာကိုတွေ့ပါလိမ့်မယ်ဒီကဲတော့ဖောက်ပြန်ပြည့်စည်သွားတာလေးတွေ့တဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးစိုက်ကြည့်နေလို့ဖောက်ပြန်ပြည့်စည်တာတွေ့တာလို့မှတ်လိုက်နော်အဲ့တော့ဖောက်ပြန်ပြည့်စည်တာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုတာဟုတ်တာဒုက္ခသစ္စာဆိုတဲ့ဟုတ်ပါဩဒါကဒုက္ခသစ္စာဖောက်ပြန်ပြည့်စည်ပြီလို့သိနေတာလေးကလောကီမက္ခသစ္စာဒါဒီနေရာလေးကအောက်နာလေးကပြောက်သွားပြီဟိုနေရာကအောက်နာပေါ်လာတယ်ဟိုစိတ်ကလေးစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားကျင်တဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပြပါကြည့်လိုက်တဲ့အခါကျတော့ရှင်ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှင်ပြန်သတ္တဝါသဏ္ဍာန်နှစ်စိတ်မပေါ်ကောင်းတဲ့အတွက်စားကျင်တဲ့စိတ်ကလေးကဒကာတဲ့တို့ဖြစ်ပြီးပြတ်သွားသူလည်းခုမှဖောက်ပြန်ပေးလာတာအခုပဲပြည့်စည်သွားတယ်အဲ့တော့ဖောက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြလဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဓမ္မတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာလို့အောက်မိကြဒီလိုဒီခန္ဓာကိုယ်ရဲ့လက်လိုက်ပြီးဒီကလာနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာဆိုတော့ခန္ဓာကိုယ်ထဲမှာဒုက္ခသစ္စာရဲ့သိနေတဲ့မဂ္ဂသစ္စာရဲ့ဤသစ္စာနှစ်ခုတိုင်းရှိပြီးဒီကလာနေတော့သမုဒယသစ္စာဆိုတဲ့လောဘကချုပ်ငြိမ်းရုပ်သိမ်းပြီးဒီကလာနေတော့တယ်ဒီလောဘချုပ်ငြိမ်းနေတော့လောဘတဏှာချုပ်တော့ဥပါဒာမချုပ်ဘူးဥပါဒာချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘဝလာလတံဖြစ်တဲ့ပြိတ္တိနေမှုအိုမှုသိမှုပေါ့ဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ဒါကြွယ်ကတေတုလဘုရားမဲလို့ရှိရင်ဖြင့်ဟောက်ပြန်ပြည့်စည်တာမြင်နေတဲ့မက်ကချုပ်စေတာလို့မှတ်လိုက်ဟောက်ပြန်ပြည့်စည်တာသိတဲ့မက်ကချုပ်စေတာဆိုတာသိကြပါလားဒါနဲ့ဒီခန္ဓာကိုယ်ကြီးကိုဝိပဿနာရှုဆိုတာခန္ဓာကိုယ်စောင့်ကြည့်တယ်အလုံးလို့မှတ်လိုက်တယ်ဝိပဿနာလို့ဆိုတာပါပါလေဒါကြောင့်ကာယမိမံသမထအိမံကာယဤခန္ဓာကိုယ်ကြီးကိုသမထစောင့်ကြည့်ပြီးသုံးသပ်စမ်းပါကွာရှင်သာရိပုတ္တရာမှားကြခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးသပ်စမ်းပါဆင်ခြင်စမ်းပါဆိုတော့ဖြစ်တယ်မဲမလားဘူးပြည့်စည်သွားတာကဖြစ်စောင့်ကြည့်တာကမဲ့ဆိုတာဓမ္မလို့စောင့်ကြည့်မှရတယ်လို့မှတ်စမ်းစောင့်မကြည့်ရင်မရဘူးရှာရင်တော့မရစောင့်ကြည့်ရင်တော့ရကြရအပြေးတော့မလမ်းပါဘူးတဲ့ဖမ်းတော့မြန်တယ်လို့မိလိန်ကပညာကစောင့်ဖမ်းစမ်းပါလို့လည်းသိသိချာချာဟောတာဒါကြောင့်ဘုန်းကြီးဓမ္မတွေကအိရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်ကြည့်တာအနာကိုစောင့်ကြည့်နေဘာနဲ့စောင့်အောင်လဲဆိုတော့ရှူမှုလေးမှန်မှန်ရှူဆိုင်မှုလေးမှန်မှန်ဆိုင်ရကမှအထူးတရားလေးပေါ်လာလို့ရှိရင်ဒါဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်လိုက်ဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေတာကသမုဒယသစ္စာနောက်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့တို့သစ္စာလုံးလုံးနေတာပါလားဆိုတာပေါ်မလားဒါဖြင့်ဝိပဿနာလို့ဆိုတာ
အားလုံးတရားနာတဲ့ဓမ္မတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလို့ဆိုတော့ပါလေစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်တော်ပြန်မလုပ်တတ်သေးပါဘူးဘုရားဆိုရင်စောင့်မကြည့်လို့လားမှတ်ပြီလို့စောင့်ကြည့်တော့ခန္ဓာကိုယ်ကြီးကဘုနေရာကပြတယ်ဒီနေရာကပြတယ်ဘုနေရာကပြတယ်ဒီနေရာကပြတယ်ပြတဲ့နေရာကိုပဲစောင့်ကြည့်နေတဲ့ခါကြလို့ရှိရင်ရတာကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာသိတာကနောင်ခန္ဓာမလားကနိရောဓသစ္စာဆိုတော့ဩတို့ဒီသစ္စာ၄ပါးလုံးနေတာပါကလားဆိုတာပေါ်တော့ရှင်းပါဒါကြဲလောက်တော့လဲစောင့်ကြည့်ရတယ်ဟုတ်လားလိုက်မှရင်မိပါဟေးဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေစောင့်ကြည့်လို့ရှိရင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာတွေပဲမပြရဘူးအနာခန္ဓာကိုယ်ကြီးမို့အနာခန္ဓာတွေပြတော့ဒီနာခန္ဓာတွေကဖြစ်လိုက်နဲ့ပြနေတော့ဩဒီဥစ္စာဖြစ်တဲ့ကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်နဲ့မှပေါ်လာဆိုတော့ပေါ်လာတဲ့အခါကျလို့ရှိရင်ကိလေသာဈာမညလို့ရှိရင်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာဈာမချလို့ရှိရင်ခွန်ရဲ့နဲ့မဲ့ညာကိုညာရပါတယ်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာဈာမကိုရင်ဒါကြောင့်မများလားကျမ်းပါပါဘုန်းကြီးကဟောတာလားဘုရားခင်ကိုရမကြီးကဟောတာလားလို့ဆိုတော့တိဋ္ဌံပါဠိတော်မာသေးသေးချာချာရှိနေသောကြောင့်ဒကာဓမ္မတွေစောင့်ကြည့်ရလို့မလုပ်ခဲသောကြောင့်သံဃာရှိရပါတယ်ဆိုတာသဘောကျဩဒါဖြင့်ဥပဒနာဆိုတာအားစိတ်ရှိပါလားဒကာဓမ္မတို့စောင့်စားပြီးရှိပါလားသေးသေးချာချာပြောနေပါတယ်ဒကာဓမ္မတို့လေးလေးစားစားနဲ့မှတ်သမ်းပါလေးလေးစားစားနဲ့မှတ်လိုက်တဲ့အခါကျတော့စောင့်ကြည့်တဲ့လုပ်တွေကခန္ဓာကိုယ်ထဲမှာဘာမှဖြစ်ရမရှိလို့ရှိရင်ဖြင့်ဟောလေးလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြတ်တာပဲလေးလေးပြန်သွင်းတဲ့စိတ်ကအဲ့ဒါလေးဘယ်တော့မှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်လိုက်သဘောကျသူ့ပြန်ထိုင်နေရင်မှတန်တယ်ဗျဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လာပြန်လို့ရှိရင်သူ့ချုပ်ပလိုက်ဘယ်နဲ့ရတဲ့နေရာကောင်းတဲ့နေရာတွေလက်လိုက်ပြီးဩဒါဒီဒုက္ခသစ္စာပါဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါကောင်းတဲ့စိတ်ကလေးလည်းဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာဆိုးတဲ့စိတ်ကလေးလည်းဖြစ်ပြီးပြတ်တော့အလယ်အလတ်စိတ်ကလေးလည်းဖြစ်ပြီးပြတ်တော့အဲ့ဒီဒုက္ခသစ္စာတွေကြီးတယ်ပိုင်ပိုင်နိုင်နိုင်ဒီတကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာလို့ဓမ္မတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကျတော့ဒုက္ခသစ္စာတွေကဘုရားကသံဃိတ်ဒေနာပြင်ထုပါဒနဲ့ခန္ဓာပြီးဒုက္ခလို့ခေါ်တော့ကြောင့်အနန္တဘာဆုံးပြတဲ့ဥစ္စာတွေအနိစ္စလည်းမပြဒုက္ခလည်းမပြအနတ္တလည်းမပြအတုပါလည်းမပြဘဲနဲ့ဒကာကျော်ဒကာသစ်တို့ဒုက္ခသစ္စာပဲပြတယ်အဲ့ဒီကဲလို့ပြလာပြီဆိုမှဖြင့်လူဘဝရတာဒုက္ခသစ္စာရတာကိုလို့ဘောတော်နေနေသိမလားပဲလူဘဝရတာဘာရတာဗါလေဒုက္ခသစ္စာကြီးရတယ်ဆိုတာမသိကြဘူးအဲ့ဒီကဲလို့ဒုက္ခသစ္စာကြီးရတာကိုပိုင်ပိုင်နိုင်နိုင်သိနေတော့ဒီလိုလုံးမှာဒီဘာရဒီကနာဒီကအောင်ဟိုကကြိုက်ဒီကခဲဟိုကတမျိုးတစ်ခုပေါ်တာလေးဘူးလေးနဲ့ပျောက်တာပဲတွေ့ရစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါဖြင့်ဥပဒနာလို့ဆိုတာဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြစောင့်ကြည့်တာပဲတဲ့အကြည့်ခံရတာကဒုက္ခသစ္စာကြည်ညာကမဂ္ဂသစ္စာအကြည့်ခံရတာကကြည်ညာကမဂ္ဂသစ္စာဆိုတော့မဲဟာသူတော်မလုပ်လားစောင့်ကြည့်တဲ့ညာလုပ်လားစောင့်ကြည့်တဲ့ညာလုပ်လို့ဒကာဓမ္မတွေကအသေးသေးသိလာပြီဆိုမှဖြင့်ခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညဒုက္ခသစ္စာဇလဇတ်ပါလားဆိုတာပေါ်လာပါဒုက္ခကြာမညဒုက္ခသစ္စာဇလဇတ်ပါလားဆိုတာပေါ်လာဆိုရလို့ပေါ်လာတဲ့ခါကျတော့မှဒုက္ခသစ္စာကြီးပါလားဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ဒုက္ခရဲ့မြင်ပြီးညီးငွေလာပါလိမ့်မယ်ဒါဖြင့်ဖြစ်ပြမြင်တာတွေယထာဘုဒ္ဓညာဖြစ်ပြဒုက္ခသစ္စာကြီးမုန်းလာတာတွေကြာတော့ညာကထက်ပြီးကြည့်ပါများလာတော့ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဒီဒုက္ခကြီးနဲ့မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလားမနေခြင်းနဲ့ညာလာတဲ့ခါကျတော့ခေါင်းကဒုက္ခတွေအကုန်ပြောက်သွားပြီမနေခြင်းနဲ့ညာလာတော့ဘာတွေပြောက်ဒါပြန်ဒုက္ခပြောက်ရင်ဒုက္ခဆုံးတာကနေရတာလေဒုက္ခအဆုံးသိတာကမဂ္ဂသစ္စာဆိုတော့မက်စစ်ပေါ်လာပြီဒုက္ခပြောက်ရင်မက်စစ်ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဝိပဿနာမဲ့ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဒုက္ခတွေမရှိဘူးဗျာကျူးစရာကိုမရှိဘူးဗျာဆိုရင်ဖြင့်ဘာပေါ်လာမက်စစ်ပေါ်လာတော့ဒုက္ခမရှိတာကနိရောဓသစ္စာမရှိမှသိတာကအဲ့ဒီကြစောင့်ကြည့်ရမှတန်သုံးသွားလိုက်လို့ရှိရင်ဖြင့်ဒုက္ခကအန္တန်ဂရိတ္တိ
ဒုက္ခသာဒုက္ခ၏အန္တန်ဆုံးလို့ကရိတ္တိမဲ့ညာကမျက်မှောက်ပြုတဲ့နတန်လို့ရှင်သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေတော့ကြောင့်ဘုန်းကြီးဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တယ်လို့လှုပ်ရှားမှာဖြစ်တဲ့ဒီလာလေးကိုစောင့်လာကြည့်ပါလို့ပြိပြလိုက်ဖြစ်တဲ့ဒီလာလေးကိုစောင့်လာကြည့်ပါဒီပြန်ဘာမှမလုပ်ပါနဲ့စောင့်ကြည့်တော့ကြာတော့ဖြစ်တဲ့ဒီဒကာကျွဲတို့ဥလာကိုစိတ်လာတယ်စိတ်လာပြီဆိုမှပြန်စိတ်တွေမဲ့မပြင်းနဲ့ဩအသိတယ်များပါလားဩဒုက္ခတွေတယ်များပါလားဩဒုက္ခတွေတယ်များပါလားလို့သူကဘယ်တော့ပဲများများကိုယ်ကဒုက္ခများတယ်လို့သာမြင်ကြည့်နေကြာတော့ဩဖြစ်လာတယ်ဒုက္ခပြက်သွားတာလေဒုက္ခဖြစ်လာတာလေပြက်သွားတာလေအဲ့ဒီကဲဒုက္ခကိုအဖြစ်လည်းမသားရအပြက်လည်းမသားရအဖြစ်ကောအပြက်ကောမသားရပါဘူးတဲ့ဒုက္ခကိုမသားရတဲ့ခါကျတော့ဖြစ်ပြက်ကိုသားရတဲ့တဏှာကလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်တာသားရတဲ့ဒိဋ္ဌိလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်သွားတာပဲဆိုတော့ဖြစ်ပြက်ချုပ်တာနိဗ္ဗာန်ချုပ်မှန်းသိတာမညာဖြစ်ပြက်ချုပ်တာကချုပ်မှန်းသိပြီဆိုတာဩရပြန်ကကျွဲလို့တကားဘူးလားဘူးလို့တကားသိလို့နိဗ္ဗာန်ဝေးတာနေတာနီးရတယ်မရောက်တာဘာကြောင့်ပါလိမ့်မလဲလို့မေးတော့စောင့်ကြည့်တယ်လို့လည်းမလုပ်ဘူးစောင့်ကြည့်တယ်လို့ဒါကြောင့်ခင်ဗျားတို့ဒီသံဃာထဲမှာငရဲဘူးတွေကလည်းငရဲမိတွေတောက်ပြီးတပွက်ပွက်ဆူနေတာမငိမ့်တာဒီခန္ဓာကြီးကိုသင်တွဲတဲ့တဏှာတော်ကမချုပ်တာနဲ့ပဲတဲ့ဒါဓမ္မတဏှာကနေပြီးငရဲဘူးဖန်တီးနေတာဒိဋ္ဌိကနေပြီးငရဲဘူးဖန်တီးနေတာဒါကြောင့်ခင်ဗျားတို့ကတော့တရားနာရဲ့ဒုက္ခကမချုပ်တော့ဘူးနောက်တဏှာကကျမ်းနေတယ်နောက်တဏှာကျမ်းနေတာတဏှာကဘယ်ခန္ဓာလောကပါမလဲဆိုပြီးအချိုးကျသူကစီမံနေအချိုးကျစီမံပြီးခါလာနေတော့တဏှာကငရဲသွားတဲ့ခါတဏှာလည်းရှိတယ်သုက္ကတိသွားတဲ့တဏှာလည်းရှိတယ်အဲ့ဒီကဲတော့တဏှာတွေကအမျိုးမျိုးပုံပုံသုက္ကတိစီမံလိုက်ငရဲဟိုတွေစီမံလိုက်ဆိုတာတဏှာမချုပ်လို့ဖြစ်ရတယ်ဒိဋ္ဌိမချုပ်လို့ဝိသိကိစ္စမချုပ်လို့အခုတော့ပြင်ဓမ္မတွေစောင့်ကြည့်ဖြစ်ပြနေရတာဘုဒ္ဓညာဖြစ်ပြမုံရဲ့ဖြစ်ပြတဲ့ကြာရွှေရမှတ်တဲ့ပြိဒုက္ခပြိဒုက္ခမှာတော့ဘာမှမရှိဘူးလို့ကျင်ရရကျင်ရဘာမှမရှိဘူးလို့ဒီခန္ဓာကိုသုံးပြချက်ချလို့ချင်းအဲ့ဒါဒုက္ခသစ္စာပိုင်းခြားသိတာပဲဒုက္ခကိုပိုင်းခြားသိလိုက်တဲ့ခါကျလို့ချင်းဒုက္ခတွေတခါကျတော့ဘာဖြစ်သွားဒုက္ခတွေဆုံးဒုက္ခဆုံးတာဘာခေါ်ကြမလဲဆုံးပေါ်လို့သိတာကဩဒါဖြင့်ဘုန်းကြီးဓမ္မတွေနိဗ္ဗာန်ဒီခန္ဓာဆုံးရှိတယ်ဆိုတာယနေ့တစ်ထစ်ချမှတ်ဖို့နိဗ္ဗာန်ရဲ့အထက်မှာရှိသလားအောက်မှာရှိသလားဘေးမှာရှိသလားလို့မေးမှန်းသိရခန္ဓာဆိုတာဖြစ်ပြပဲအဲ့ဒီဖြစ်ပြအဆုံးမှာနိဗ္ဗာန်ရှိတယ်ဆိုတာယနေ့ညကစပြီးဘုန်းကြီးဓမ္မတွေကြိုးစားလို့ရှိရင်ဖြင့်တဲ့အပေလေးပါးတကားတွေတကားတယ်မဟုတ်ပါဘူးငရဲမင်းကြီးငရဲကိုသိမ့်ပါတယ်ဆိုတာကိုကိုညာမညာကနေသိမ့်လိုက်တယ်လို့သုံးပြချက်ဒီပါသိတာပါဒါကြွေးရှင်းပါလားသဘောပါလားဒါလို့စင်လေးရှင်းပိုင်းကပြတာပါ